စိတ်ဆိုးရင်ကံဆိုးတယ်ကံဆိုးရင်အဖြစ်ဆိုးတယ်လို့ဒါမှတ်ထားရမယ်အဖြစ်ဆိုးနေတာတွေမှန်တယ်များကံဆိုးလို့ပဲကံဆိုးတာမှန်တယ်များတွေစိတ်ဆိုးလို့ပဲစိတ်ဆိုးတယ်ဆိုတာဒေါသဖြစ်တာလေးကိုဆိုလိုတာမဟုတ်ဘူးဆိုးတဲ့စိတ်တွေမကောင်းတဲ့စိတ်တွေယုံမာတဲ့စိတ်တွေဖြစ်တာကိုစိတ်ဆိုးတယ်လို့ဆိုတာဒါကြောင့်ရှေးတုန်းကမထေရမြတ်ကြီးတစ်ပါးကအတူတူလေးဩဝါဒပေးဖို့တယ်အကောင်းဆုံးဩဝါဒလို့လည်းပြောလို့ရတယ်အဲ့ဒါဘာလဲဆိုတော့စိတ်မဆိုးနဲ့ကောင်းကောင်းနေတဲ့ဆိုလိုကြီးကဒါနှလုံးထဲပြောတာနော်ဗါတဲ့တော့စိတ်မဆိုးနဲ့ကောင်းကောင်းနေတဲ့စိတ်မဆိုးနဲ့ဆိုတာဒေါသမဖြစ်နဲ့လို့တင်ဆိုလိုတာမဟုတ်ဘူးဟုတ်လားဆိုးတဲ့စိတ်တွေမဖြစ်စေနဲ့ကြိုင်ဆိုင်တဲ့စိတ်တွေအလိုဆန္ဒပြင်းထန်တာတွေရမဇောတွေအာကြီးတာတွေမကြည်နပ်တာတွေမုန်းတီးတာတွေမနာလိုတာတွေဝန်တိုတာတွေအဲ့ဒါကောင်းတဲ့စိတ်လားဆိုးတဲ့စိတ်လားအဲ့ဒါလို့ဆိုးတဲ့စိတ်တွေမိမိတန်တာမှာမဖြစ်စေနဲ့လို့ဆိုတာကစိတ်မဆိုးနဲ့လို့ပြောတာဒါပေမဲ့ဒီကနေ့ခေတ်ကလူတွေကတော့စိတ်မဆိုးပါနဲ့ဆိုရင်အမလီဒေါသမဖြစ်ပါနဲ့လို့ဒီလောက်ကလေးရည်ရွယ်ပြောကြတာနော်စလုံးကြီးကအဲ့လောက်ရည်ရွယ်ပြောတာမဟုတ်ဘူးစိတ်မဆိုးနဲ့ပြီးတော့ပါတယ်လို့ကောင်းကောင်းနေတဲ့ကောင်းကောင်းနေဆိုတဲ့သကလုံးလေးကသုံးလုံးနဲ့ကောင်းကောင်းနေဒါပေမဲ့ချဲ့လိုက်ရင်တော့ဟာမဆုံးနိုင်အောင်ကြည်တယ်ဗျာလူရန်ဘေးကန်းနေတာလည်းကောင်းကောင်းနေတယ်လို့ပြောလို့မရဘူးလားသီလတွေစောင့်တည်ပြီးတော့ကိုယ်နဲ့နှုတ်ကိုစောင့်ထိန်ပြီးတော့နေတယ်ကောင်းကောင်းနေတယ်မိမိရဲ့စိတ်တဏ္ဍာမှာလောဘဒေါသမောဟတွေမဝင်နိုင်အောင်ဘာဝနာတရားတွေနဲ့ထုံမွန်းပြီးတော့နေမယ်ဆိုရင်လည်းကောင်းကောင်းနေမပြည့်စုံဘူးလားပြည့်စုံတယ်ဒါကြောင့်ဒီတေသနာတော်လေးကိုပိဿပေါင်းသူတော်ကောင်းတို့ကဘယ်လိုမှတ်ရမှာလဲဆိုတော့စိတ်ဆိုးရင်ကံဆိုးမယ်ကံဆိုးရင်အဖြစ်ဆိုးမယ်အဖြစ်ဆိုးပြီဆိုမှတော့ကောင်းနိုင်မှာအောင်မလားမကောင်းနိုင်ဘူးဒါကြောင့်ရှေးသူတော်ကောင်းကြီးတွေကဟေးလူမုံမှမကြောက်နဲ့ကံမုံမှကြောက်သိတယ်ဗါတဲ့တော့လူမုံမှမကြောက်နဲ့ကံမုံမှကြောက်တဲ့ကိုပြုတ်ခဲ့တဲ့ကံတွေကနွားချေရနောက်ကိုလှဲပြီးအစဉ်လိုက်တယ်လို့မျိုးမကောင်းတဲ့ဒုက္ခတွေပေးဖို့ဆိုတဲ့အနေအထားမျိုးနဲ့လိုက်မနေဘူးလားလိုက်နေတယ်ဒါဥစဉ်တို့ပထမဦးဆုံးဓမ္မပဒမှာလာတဲ့ဂါထာဒါတဂါထာနော်နောက်ဦးဇင်းတို့ဒုတိယဂါထာဆက်ပြီးတော့ပြောအဓိပ္ပာယ်လေးကသူကဆက်ဆက်နေလို့ဒီဂါထာကိုဦးဇင်းတို့စက္ခုပါဠမထေကိုအကြောင်းပြုပြီးတော့ဟောတာပြီးတော့မှစက္ခုပါဠမထေအကြောင်းကိုဦးဇင်းပြောပြမယ်ကိုဦးဇင်းတို့ဒုတိယဂါထာဆက်ပြီးတော့ပြောကြည့်ရအောင်သူတို့နှစ်ခုကဆက်ဆက်မှုရှိတဲ့အတွက်ကြောင့်ရှင်းပြီးတော့ပြောမှအဓိပ္ပာယ်ကပိုရှင်းပါဟုတ်လားမနောပုဗ္ဗေကမဓမ္မမနောတိဋ္ဌမနောမေယမနသာစီပတန်နေနာဘာတတိဝါကရောတိဝါတတောနံဒုက္ခမနွေတိသာယဝအနုပါယိနိခုနတုန်းကဂါထာလေးနဲ့ဆင်ဆင်လေးမတူဘူးလားတူတယ်ခုနတုန်းကဂါထာကမနောပုဗ္ဗေကမဓမ္မမနောတိဋ္ဌမနောမေယမနသာစီပတုဋ္ဌိနာဘာတတိဝါကရောတိဝါတတောနံဒုက္ခမနွေတိသကံဝဝဟ